TikTok နဲ့ပတ်သက်ပြီးယွန်းလေးကိုတော်တော်များများလူတွေလာပြီးတော့မေးကြတယ်ပေါ့နော်ယွန်းလေးဗီဒီယို edit လုပ်တာဘယ်လိုလုပ်တာလဲဆိုပြီးတော့ခဏလာမေးတယ်ပေါ့နော် TikTok မှာပေါ့နော်ဗီဒီယို edit လုပ်တဲ့အပိုင်းနဲ့တအားအရေးကြီးတယ်ပေါ့နော်ယွန်းလေးကိုတော်တော်များများလာပြီးတော့မေးတဲ့မေးခွန်းကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးဗီဒီယိုပေါ့နော်ဗီဒီယိုတွေကိုအထက်လုပ်ပြီးတော့အခုဗီဒီယိုလေးကိုပြောရင်းနဲ့ဒီလိုမျိုးဗီဒီယိုတွေကိုပြကျင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်တာလဲအဲ့ဒီဟာကိုပမာသွားပြီးတော့ edit လုပ်ရတာလဲဆိုပြီးတော့လာပြီးတော့မေးကြတယ်ပေါ့နော်အဲ့ဒီဟာကိုအခုသွားပြီးတော့ပြပေးမယ်မသိသေးတဲ့လူတွေအတွက်ပါလူအသစ်တွေအတွက်ပါလူအဟောင်းတွေဆိုတော့ကြော်သွားလို့ရပါတယ်ဒီ၄တောင်အကွက်လေးပေါ့နော်အဲ့ဒီ၄တောင်အကွက်လေးကိုနှိပ်သွားရမှာဖြစ်ပါတယ်ရှင်ဒီဘက်မှာအနောက်မှာနည်းနည်းဆွဲရမှာဖြစ်ပါတယ်ဒီဘက်မှာဆွဲပြီးပါဆွဲပြီးဆိုလို့ရှိရင်ဒီမှာတွေ့လားထက်ရွေးပြတာရန်ဆိုတဲ့ဟာရှိရပါတော့အဲ့ဒီထက်ရွေးပြတာရန်ကနှိပ်ပြီးပဲနှိပ်ပြီးပြီဆိုလို့ရှိရင်ကိုကဘယ်ဟာကြော်နေခြင်းလဲဥပမာဒီတစ်ခုကြော်နေခြင်းလဲဆိုလို့ရှိရင်အတီးပြုတ်ပါကိုနှိပ်ပြီးမှာပေါ့နော်အတီးပြုတ်ပါကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်အမဒီမှာပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒါကိုလက်လေးနဲ့နည်းနည်းလေးတေးသေးလေးလုပ်ပြီးတော့အပေါ်မှာသွားထားပေးမှာပေါ့နော်ကိုကအဲ့လိုဆိုလို့ရှိရင်ကိုကဒီမှာတော့တေးထုတ်တဲ့တွေ့လားအဲ့ဒါနဲ့အတန်လေးလာနေမလားဒီအတန်ကိုမလာခြင်းဘူးဒီကိုပြောတဲ့အတန်ပဲကြားခြင်းနဲ့ဒီအတန်မလာခြင်းဘူးဆိုလို့ရှိရင်ဒီမှာဒီဟာကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါနဲ့ဒီဘက်မှာပေါ့နော်ဒီမှာအတန်အတိုးအချက်ဆိုတာရှိရပေါ့နော်အဲ့ဒါကိုနှိပ်ပေးမယ်အဲ့ဒါနဲ့သွေးလေးလုပ်ပေးမယ်ပေါ့နော်အဲ့လိုဆိုရင်ဗီဒီယို edit လုပ်တဲ့အပိုင်းနဲ့တအားအရေးတွေ့လားအတန်းမလာတော့ဘူးပေါ့နော်ဒီလောက်လေးပဲလွယ်လေးပေါ့နော်အဲဒါမလို့ရှင်တို့တွေနောက်ထပ်နားမလဲဘူးဆိုလို့ရှိရင်လည်းလာပြီးတော့ man လို့ရပါတယ်